ရဲ့အဓိကအပြောင်းလဲကဒုတိယပိုင်းမှာစဇာသမား3ယောက်ကိုတခါတည်းအပြောင်းလဲလုပ်ခဲ့တယ်ကျွန်တော်စိုးရိမ်တာက Nottingham Forest အသင်းကြီးပြထုတ်ခံရမှာChelsea အသင်းက Nottingham Forest အသင်းကိုသူတို့ရဲ့အိမ်ဝင် City Ground မှာတွားရောက်ရှင်ပြန်ပြီးတော့3ဂိုးမရှိဆိုတော့ရလဒ်နဲ့အနိုင်ရရှိခဲ့တယ်။ဆိုတော့ပွဲစဉ်8အသင်းအားလုံးကန်ပြီးွားတဲ့အချိန်မှာ Chelsea အသင်းကရမှတ်14မှတ်နဲ့အဆင့်9နေရာကိုတက်လန်းလာနိုင်ခဲ့တယ်။အဆင့်1နေရာ Arsenal အသင်းနဲ့9မှတ်အကွာအဆင့်2နေရာ Manchester City အသင်းနဲ့2မှတ်အကွာနဲ့လိုက်လံဖိအားပေးနေတယ်ပေါ့နော်။ဒီနေ့ပွဲနိုင် Chelsea အသင်းအတွက်အရန်ကိုအရေးပါခဲ့တယ်။ Chelsea အသင်းကဒီနေ့ပွဲကိုနိုင်မှအပေါ်ကအသင်းတွေနဲ့အမှတ်ကွာမှုကိုကျင်းပနိုင်ပြီးတော့အမှတ်ပေးစရာအပေါ်ကိုတက်လန်းနိုင်ခဲ့မှာဖြစ်တယ်။တကယ်လည်းChelsea အသင်းက3ဂိုးမရှိဆိုတဲ့ရလဒ်နဲ့ဒီနေ့ပွဲကိုအနိုင်ရရှိပြီးတော့တက်တောင်းတက်တာကစားဝါနိုင်ခဲ့တယ်ပေါ့ဆိုတော့ကျွန်တော်တို့ဒီနေ့ပွဲအကြောင်းလေးတစ်ချက်ပြောကြည့်လိုက်။ Enzo Maresca ဒီနေ့ပွဲမတိုင်ခင်ပြောသွားတဲ့ပုံညာဆို Chelsea ကစားသမားတော်တော်များများကဒဏ်ရာကြောင့်အနားယူနေရတယ်ပေါ့နော်။ဆိုတော့ Palma ဆိုလို့ရှိရင်လည်းသူတကယ်ကိုပြန်ကောင်းတဲ့အထိသူအချိန်ပေးပြီးတော့တေချာအနားယူခိုင်းထားတယ်။ဘာရရှိဆိုလဲရှေ့ပွဲမှာခြေစမ်းပြခဲ့ပေမဲ့ခုဒဏ်ရာရရှိသွားလို့ဒီဇင်ဘာလောက်မှပြန်ကစားနိုင်မယ်လို့ Enzo Maresca ပြောတယ်။နောက်ထပ်ဒဏ်ရာကြောင့်လွဲချော်တဲ့ကစားသမားတွေကတော့အားလုံးသိကြတဲ့အတိုင်းပဲကိုဝဲရှိမယ် Delap ရှိမယ် Enzo Fernandez ကိုလည်းဒီနေ့ပွဲကိုသူအနားပေးထားတယ်ပေါ့နော်။ဒဏ်ရာကစားသမားတွေကြားထဲကနေပြီးတော့ Chelsea တင်ရ 4-2-3-1 ဆိုတဲ့သူတို့ရဲ့ပုံမှန်ပွဲထွက်တဲ့ line up formation အတိုင်းပဲပွဲထွက်လာခဲ့တယ်။ကိုသမားနေရာမှာ Robert Sanchez ပုံမှန်အတိုင်းပဲ LB နဲ့ RB ကတော့မပြောင်းဘူးကျွန်တော်တို့ရဲ့အကောင်းဆုံးကစားသမားတွေဖြစ်နေတဲ့ Cucurella နဲ့ Reece James ကိုပွဲထွက်စေခဲ့တယ်။ Center back နှစ်ယောက်မှာ Vardy ရှိနာနေတဲ့ကိုဝဲနာနေတဲ့ Thompson ကလည်း base မပြေသေးတဲ့အနေအထားတစ်ခုမှာလူငယ်ကစားသမားလေးအချင်ပေါင်ကိုပြန်ပြီးတော့တုံးလာတယ်။သူနဲ့သူတွဲဖက်အနေနဲ့ကတော့ Chalobah ကိုပြန်ပြီးတွဲဖက်ပေးထားတယ်ပေါ့ကွင်းလယ်မှာကျကာစီယိုလည်းနားပေးခြင်းနဲ့အန်ဇိုလည်းနားပေးစေခြင်းနဲ့ဆိုတဲ့အနေအထားတစ်ခုမှာမာလိုဂက်စတိုနဲ့ရိုမီယိုလာဗီယာကိုတွဲဖက်ပြီးအသုံးပြုခဲ့တယ်ပေါ့နော်စစ်3ယောက်တက်မှာဘဲတောင်ဘက်မှာတော့ဂါနာချိုညာတောင်ဘက်မှာတော့ဘက်ဒရိုနက်တိုနဲ့ AMF အတိုက်တင်မဲ့ဖီးနီယာမှာတော့အန်ဒရီဆန်တိုစ်ကိုအသုံးပြုလာတယ်ပေါ့နော်ဆိုတော့ပထမပိုင်းအကြောင်းလေးချက်ပြောကြည့်လိုက်အောင်ပထမပိုင်းမှာ Nottingham Forest အသင်းကသူတို့အိမ်ကွင်း PP ပေါ့နော်နောက်ပြီးတော့နီးပြတဲ့လက်ထက်မှာလည်းနိုင်ပွဲမရရှိသေးဘူးဆိုတော့ဒီနေ့ပွဲကိုသူတို့အားထည့်ပြီးတော့ကန်လာတာကိုတွေ့ရတယ်ပထမပိုင်းအစမှာ Nottingham Forest အသင်းကတော့မှတကယ်ကိုကောင်းခဲ့တယ်သူတို့ရဲ့ pressing နဲ့သူတို့ရဲ့ passing နဲ့သူတို့ finishing ဘက်မှာအားနည်းနေလို့လားသူတို့ဥဆောင်ဖို့မရခဲ့တော့ဘူးเนาะ Chelsea အသင်းကတော့ကစားကွက်ကတယ်မရတော့ balance လုပ်ဖို့အနေနဲ့ဦးတည်နေတာကိုပဲတွေ့ရတယ်ပေါ့เนาะ Malo Gusto နဲ့ Lavia ကွင်းလင်ကတော့အဆင်အရမ်းမပြေခဲ့ဘူး Malo Gusto ဆိုရင် back pass တွေမှားတယ်ပုံမှန်ဆိုရင်ငိန်လာပါတယ်ဆိုရင် Lavia တော့သူ့ကိုလိုက်ပြီးဖြည့်စော့နေတာဆိုအမှားတွေလုပ်လာတာကိုတွေ့ရတယ်ပေါ့เนาะနောက်တန်းမှာဆိုရင်လည်း Chalobah ဆိုရင်တစ်ခါတလေမှားတာကိုတွေ့ရတယ်ကံကောင်းထောက်မှဆိုရင် Northern Forest အသင်းရဲ့တိုက်စစ်မှုတွေကဂိုးအဖြစ်မပြောင်းလဲနိုင်ခဲ့လို့ရ Chelsea အသင်းကပထမပိုင်းမှာဂိုးမရှိတည်ရည်နဲ့အဆုံးသတ်နိုင်ခဲ့တယ်ပေါ့နော်ပထမပိုင်းကိုခြုံကြည့်ရရင် Chelsea အသင်းအတွက်အားရစရာတိတ်မရှိဘူးရှေ့မှာကနာချိုဆိုလို့ရှိရင်အသင်းကို impact မဖြစ်ဘူး Andre Santos ဆိုလို့ရှိရင် chance တွေရတယ်မယ်သူဘေးတွေပဲကန်နေတယ်Joao Pedro ကကြောက်သူ့ကိုဖန်တီးပေးမဲ့ကစားသမားမရှိတော့သူလည်းကြောင်ပြောက်နေတယ်ပေါ့နော် Pedro Neto ကတော့သူ့ရဲ့တကူတော့ထိုးဖောက်မှုတွေကအများတန်းကောင်းတယ်ဒါပေမဲ့သူ့ရဲ့ပေးပို့မှုတွေအဆုံးသတ်မဲ့လူမရှိဘူးဖြစ်နေတာပေါ့နော်ဆိုတော့ပွဲရဲ့အဓိကအပြောင်းလဲကဒုတိယပိုင်းမှာစဒုတိယပိုင်းဆက်ချင်းပဲ Chelsea အသင်းကစားသမား3ယောက်ကိုတခါတည်းအပြောင်းလဲလုပ်ခဲ့တယ်ဗျအဲ့ဒါ Chelsea အသင်းရဲ့ဒီနေ့နိုင်ပွဲရဲ့အသက်ကနာချိုရဲ့ Romeo Lavia ရဲ့ Andre Santos ရဲ့ပေါ့နော်သူတို့3ယောက်ကို Maguire, Moises Caicedo, Jamie Gittins ဒီ3ယောက်နဲ့တခါတည်းလဲခဲ့တယ်ပေါ့ဒီလူလဲမှုကတကယ်ကိုအကျိုးရှိခဲ့တယ် Chelsea အသင်းက center forward အစ်စ်လိုနေတဲ့နေရာမှာ Maguire ကတကယ်ကိုဖြည့်ကစားပေးသွားနိုင်ခဲ့တယ်ပေါ့နော် Andre Santos နေရာကိုကြာတော့ Joao Pedro ကဆင်းကစားသွားခဲ့တယ်ဘက်တောင်မှကနာချိုနေရာကို Gittins ဆော့ပြီးတော့ညာတောင်မှကတော့ Pedro Neto ကထုံးစံတိုင်းနဲ့ဆက်ဆော့တယ်ပေါ့ဆိုတော့ Maguire ရဲ့ impact ကလည်းတကယ်ကိုကြီးတယ်သူကဒီနေ့ပွဲရဲ့ဂိုးရရှိမှုမှာပါဝင်ပတ်သက်မှုမရှိခဲ့ပေမဲ့လည်းသူ့ရဲ့တိုးအားတွေရုံးအားတွေတကယ်ကိုအသင်းအတွက်အကျိုးရှိခဲ့တယ်ပေါ့နော်အဲ Pedro Neto ကအားလုံးသိတဲ့အတိုင်းပဲတကယ်ကိုအများကြီး Chelsea အသင်းအတွက်လိုအပ်လာပြီဆိုရင်အများကြီးဂိုးသွင်းပေးတဲ့ကစားသမားမျိုးပေါ့နော်ပွဲကစားတင်49မိနစ်မှာရတဲ့ဂိုးကိုလည်း Pedro Neto ကနေပြီးတော့ပဲဖန်တီးပေးသွားပြီးတော့ Chelsea အသင်းရဲ့လူငယ်ကစားသမားလေး George အချင်းပေါင်းကသူ့ရဲ့ senior ကစားသမားဘဝပထမဆုံးဂိုးကိုခေါင်းတိုက်သွင်းယူပေးသွားခဲ့တယ်ပေါ့နော်အဲဂိုးသွင်းပြီးတော့နောက်3မိနစ်ကြာပွဲကစားတင်52မိနစ်မှာ Chelsea အသင်းက free kick တစ်ခုထပ်ရတယ်အဲ free kick ကို Pedro Neto ကပဲသူကိုယ်တိုင်အဆုံးသက်သွားပြီးတော့3မိနစ်အတွင်းမှာ1 goal 1 assist ဆိုတဲ့အနေအထားတစ်ခုအထိအောင်ဖန်တီးပေးသွားနိုင်ခဲ့တယ်ပေါ့ဆိုတော့3မိနစ်အတွင်း2ဂိုးသွင်းပြီးတဲ့အချိန်မှာ Chelsea အသင်းကပွဲကိုလုံးဝ control လုပ်သွားနိုင်ခဲ့တယ်ပေါ့နော် Forest အသင်းကလည်းစိတ်ရက်ကလုံးဝကျသွားပြီးနီးပြပြစ်လက်ထက်မှာနိုင်ပွဲလုံးဝမရရှိသေးဘူးဒီနေ့ပွဲလည်း3မိနစ်နဲ့2ဂိုးပေးလိုက်ရတယ်ဆိုတော့သူတို့အတွက်ကလုံးဝပြိုလဲသွားခဲ့တယ်ပေါ့ Chelsea အသင်းကပွဲတစ်ပွဲလုံးကိုလုံးဝကို control ရရှိသွားခဲ့တယ်ပေါ့ Chelsea အသင်းအတွက်အနိုင်ပေးကြစေမဲ့ဂိုးကိုတော့ကျွန်တော်အသင်းရဲ့ captain Reece James က Chelsea အသင်းရဲ့ကစားသမားဘဝပွဲပေါင်း200ပြည့်တဲ့
ပွဲမှာသူကိုယ်တိုင် high volley နဲ့တွင်းပေးသွားတာတော့ဒါဒီနေ့ပွဲမှာသူ့အတွက်တကယ်ကိုအမှတ်တရဖြစ်စေခဲ့တယ်ပေါ့နော်ဒါဆိုတော့ဒီနေ့ပွဲမစခင်မှာကျွန်တော်စိုးရိမ်တာ Nottingham Forest အသင်းနီးပြထုတ်ခံရမှာပဲဘာဖြစ်လဲဆိုတော့ Chelsea အသင်းကနီးပြထုတ်ခံရတဲ့အသင်းတွေနဲ့တွေ့လို့ရှိရင်ရလက်ကောင်းလေးမရှိဘူးယာယီနီးပြဒါမှမဟုတ်နီးပြအသစ်လိုအနေထားမျိုးဆိုတစ်ဖက်အသင်းကလည်းကစားသမားတွေကနေရာရလို့ဇောနဲ့အားထက်ကန်ကြတယ် Chelsea အသင်းကအဲ့လိုအသင်းမျိုးနဲ့တွေ့ရင်တရေမဟုတ်ရင်အရှုံးမဲ့အမြဲတမ်းကန်နေတာပေါ့နော် Chelsea အသင်းက George Achimbon, Pedro Neto အသင်းကောင်းဆောင် Reece James တို့ရဲ့ဂိုးတွေနဲ့3ဂိုးမရှိနဲ့ Nottingham Forest အသင်းကိုတက်တောင်းတက်တာနိုင်ယူပြီးတော့3မှတ်ရခဲ့တယ်ပေါ့နော်အမှတ်ပေးစရာမှာဆိုရင်လည်းအဆင့်5အထိကိုတက်လန်းလာနိုင်ခဲ့တယ်နောက်တစ်ခုကဒီနေ့ပွဲမှာ clean sheet လည်းရအောင်ယူနိုင်ခဲ့တယ်ပေါ့ဒါ Chelsea အသင်းရဲ့ဒီနေ့အပေါင်းလက္ခဏာဆောင်တဲ့ result ပေါ့နော်အနှုတ်လက္ခဏာဆောင်တာလည်းရှိတယ်ဗျအဲ့ဒါဘာလဲဆိုရင် Chelsea အသင်းကတပွဲကိုအနီးကပ်တယောက်ထိနေတာဒီနေ့ပွဲမှာလည်း Malo Gusto ကအသင်းက3ဂိုးမရှိနဲ့နိုင်နေတာတော့မှမလိုအပ်တဲ့ဖြတ်ထုတ်မှုကိုလုပ်ပြီးတော့အနီးကပ်ကိုရအောင်ယူသွားသေးတယ်ပေါ့နော်ဒီနေ့ပွဲမှာလည်း Chelsea အသင်းက3ဂိုးမရှိနဲ့နိုင်နေပြီးတော့88မိနစ်ရောက်နေပြီဆိုတော့အနီးကပ်ချိန်စာပြည့်ပြီးမှတ်နေတာဒါပေမဲ့ Malo Gusto ကွင်းလယ်မှာပဲရှိနေတဲ့ဘောလုံးကိုအသင်း slide ထိုးပြီးတော့အနီးကပ်ကိုမရအောင်ယူသွားသလားအောင်မရတယ်ပေါ့ဆိုတော့ Chelsea အသင်းရဲ့အနီးကပ်ချိန်စာဇိုးကတော့ဆက်လက်ပြီးတော့တည်မြဲနေခဲ့တယ်ပေါ့နော်ဒါကို club အသင်းဘက်ကဘယ်လိုဖြေရှင်းမလဲဆိုတာတော့ကျွန်တော်တို့ချက်ဆောင်ကြည့်ရမယ်ပေါ့ဒါတပွဲတယောက်အနီးကပ်ထိနေတာပျော်စရာတော့တိတ်မကောင်းဘူးဒါအသင်းရဲ့စီကံထိန်းသိမ်းမှုအားနည်းရဆိုပြီးတော့မှအသင်းကိုတန်ရိုက်လာနိုင်တဲ့အနေအထားတွေလည်းရှိတယ်ဆိုတော့ဒါအသင်းကဒီလိုအခြေအနေကိုအမြန်ဆုံးကျော်လွှားနိုင်ဖို့လည်းမျှော်လင့်နေပေါ့နော်ဆို Chelsea အသင်းက Nottingham Forest အသင်းကို3ဂိုးမရှိနဲ့နိုင်ရရှိသွားခဲ့တယ်ပေါ့နော် Chelsea အသင်းတို့ဂိုးတွေကိုတော့ George Achimbon, Pedro Neto နဲ့14မိနစ်မှာ Reece James ကhead volley ရိုက်ပြီးတော့အတွင်းယူပေးသွားခဲ့တာဖြစ်တယ်ပေါ့နော်ဆိုတော့ဂျာရက်မှာ Chelsea အသင်းက Ajax အသင်းနဲ့ Champions League ကိုအိမ်ပွဲမှာကန်ဖို့ရှိတယ်ဆိုတော့ဒီပွဲမှာတော့ Chelsea အသင်းရဲ့အနီးကပ်ချိန်စာစုကိုဖျောက်ဖျက်နိုင်ပါစေလို့မျှော်လင့်နေပေါ့နော်ဆိုတော့ကျွန်တော်တို့ဂျာရက် Champions League ပွဲမှာပြန်တွေ့ကြတာပေါ့အားလုံးကျေးဇူးတင်ပါတယ်